ဒါနကောင်းမှုဆိုတာအလူကြီးပေးတာဒီလိုကြီးလည်းမထင်နဲ့ကိုနဲ့ပတ်ဝန်းကျင်မှာကို့အမေကိုကြွေးတယ်ကို့အဖေကိုကြွေးတယ်ကို့မိသားစုကောင်းမွန်ထားတယ်ကြွေးတယ်ဒါဌာနကောင်းမှုတွေပဲလေအိနိနာချင်းတွေကြွေးတယ်မိတ်ဆွေသင်္ကားတွေကြွေးတယ်ဒါလည်းဌာနကောင်းမှုတွေပဲဘာပဲလှူဒန်းကြွေးမွေးဟိုလိုအလှကြီးလုံးမှဌာနကောင်းမှုမဟုတ်ဘူးလို့လို့ရတယ်နောက်ဆုံးဝင်မြတ်စွာဘုရားဟောထားတာကိုစားတဲ့သမဉ္ဇဉ်ဟဉ္ဇဉ်လေးတောင်တိရစ္ဆာန်လေးတွေစားကြပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့သမဉ္ဇဉ်ဟဉ္ဇဉ်လေးတွေကိုစွန့်ပြစ်ရင်တောင်မှပဲအဲ့ဒီကုသိုလ်ရဲ့အကျိုးကကိုယ်စီရောက်တယ်လို့ပြောတာဗျာဒါနောက်ဆုံးနော်အညံ့ဆုံးလို့ပြောအဲ့ဒါတော့ကိုယ်စီရောက်လာမယ်လို့ပြောတာအဲ့တော့မိတ်ဆွေတွေကိုကော်ဖီလေးတစ်ခွက်တိုက်တာတော့သမင်းလေးတစ်နက်ကျွေးတာဒါတွေလည်းဒါနတွေပဲအကုန်လုံးအဲ့ဒီမှာတော့အရက်တော့မတိုက်နဲ့ဘူးအရက်တိုက်တာသူ့ကိုဖြက်စီရရောက်သွားတယ်နော်မဟုတ်တဲ့ဘက်ကိုအားပေးတဲ့ဒါနမျိုးတော့မလုပ်ကောင်းဘူးကုသိုလ်လို့ထင်ရပေမဲ့လို့တစ်ဖက်သားအကျိုးပျက်စီးသွားတဲ့ဟာမျိုးကြရင်တော့ဒါနလို့မခေါ်ဘူးသူနော်သူ့အတွက်အကျိုးရှိစီကိုယ်စိတ်ကလည်းပဲပွင့်မြတ်တဲ့စိတ်ဓာတ်ရှိရမေတ္တာစေတနာနဲ့ကြွေးတာမွေးတာလှူတာဒါနအကုန်လုံးဒါနအဲ့ဒါကိုရထားတဲ့ပစ္စည်းတွေကအနှစ်သို့မဟုတ်တန်ဖိုးပစ္စည်းဥစ္စာတွေကတန်ဖိုးကိုရယူခြင်းလို့ရှိရင်ဒါနကောင်းမှုလို့ကိုယ်ခန္ဓာကိုယ်ခြေလက်အင်္ဂါတွေကတန်ဖိုးကိုရခြင်းမလို့ကိုယ်ရကြည့်တဲ့ပုဂ္ဂိုလ်ခါတော်ပြုကိုယ်ကြည့်တဲ့ပုဂ္ဂိုလ်တွေကိုခါတော်ပြုတယ်ယူသေးတယ်လေးစားတယ်လက်ဟုတ်ချီတယ်ရှ िख ိုးတယ်ဝိယဝိစာတွေလှုပ်ပေးတယ်ဟောဖိုးကြီးမေကြီးတွေလမ်းမလျှောက်နိုင်တွဲပြီးတော့ပို့ပေးတယ်ပုဂ္ဂိုလ်မရွေးအဲ့ဒါတွေကကိုယ်ခန္ဓာကိုယ်အရင်ပြုပြီးတော့ရလိုက်တဲ့ကုသိုလ်ပဲနောက်တစ်ခါကိုယ်ခန္ဓာကိုယ်အရင်ပြုပြီးတော့လုပ်တာကိုယ်ရဲ့သီလထိမ့်သိမ်းဆောင်ရှောက်တယ်ကိုယ်တရင်ဆောင်ရှောက်တယ်ကိုယ်သီလကိုယ်ဆောင်တယ်ဒါတွေဟာကိုယ်ခန္ဓာကိုယ်အရင်နှီးပြုပြီးတော့ရတဲ့တန်ဖိုးတွေပဲဖြစ်တယ်အသက်ရှင်နေတဲ့ဘဝမှာရနိုင်တဲ့တန်ဖိုးကတော့လောကကြီးဟာဘယ်ရမှမမြဲဘူးအလုံးဟာတခဏသာဖြစ်တယ်သာဝရဆိုတာမရှိဘူးလို့တစ်ချိန်ကျရင်လောကကြီးဟာအလုံးထွက်ခွက်သွားမယ်ဆိုတဲ့ဒီအသိစိတ်တဲ့လေဝိပဿနာတရားပွားများအထောက်တာကတော့အသက်ရှင်နေတာရဲ့တန်ဖိုးလို့ပြောတယ်အသက်ရှင်နေတဲ့အချိန်မှာ